နေရတော့ဆဲခံရမယ်ကိုယောကာယဒေမတခင်ဆွေကောနေရရောက်ခင်ကဆွေပေါချင်ဟိုပြင်းချင်းဒီတင်းတင်းကဘာနဲ့ချီပြီးတော့ပြောရင်ဟိုတော့မှာဒီတော့မှာမျက်နှာပုံးလေးနဲ့စာမျက်နှာဟိုမှာလဲပါဒီမှာလဲပါစကလုံး